ဒီလူဟာတစ်ချိန်လုံးကခေါင်းပေါ်မှာစုချင်းငွေဘီလီယံချီထုတ်ခံထားရတဲ့ကနဝင်လူသက်သမားတစ်ယောက်ပါဒါပေမဲ့အိမ်အောင်ကြပြီးတဲ့နောက်မှာတော့သူဟာဒီလောက်အထိဝါဖြိုးပြီးဝက်တကောင်လိုဖြစ်သွားလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူးစတိုးဆိုင်ကဝန်ထမ်းကောင်မလေးရဲ့အပြုံးလေးတစ်ခုကြောင့်ပဲလူမိုက်တွေအားလုံးကိုတုံလုံးချောက်ချစေခဲ့တဲ့ဒီလူသက်သမားကြီးဟာအချစ်နုံထဲကိုနစ်ဆင်းသွားခဲ့ရပါတယ်သူဟာအရင်ဆုံးသူ့ရဲ့တပည့်တွေကိုအနားယူပြီးဖြစ်ကြောင်းကြေညာခဲ့ပြီးအဲ့ဒီနောက်မှာတော့ပျော်ရွှင်စရာမင်္ဂလာခံအစီကိုတန်တန်မတ်မတ်ရှောက်လန်းသွားခဲ့ပါတယ်အိမ်အောင်ပြူတာကောကလေးမွေးတာကောအားလုံးကတစ်ဆက်တည်းဖြစ်သွားခဲ့တာပါသူ့ရဲ့အတိတ်ကရှမ်းတောက်အချိန်တွေကိုပြန်တွေးကြည့်ရင်တော့သူဟာလက်ကလေးမြောက်လိုက်ရုံနဲ့ကြီးစံတွေကိုပယ်ဖျက်နိုင်ပြီးဂိုင်းတစ်ခုလုံးကိုသူ့တယောက်တည်းအင်အားနဲ့ချေမှုန်းနိုင်ခဲ့သူဖြစ်ပါတယ်ဒါပေမဲ့လည်းစာကောင်မှုတို့ဘလောက်ပဲအစွမ်းထက်ပါစီဦးတော့အချိန်ဆိုတဲ့တာတက်တာကြီးရဲ့ဒဏ်ကနေမလွတ်မြောက်နိုင်ပဲလုံးဝကိုဝတ်တုတ်ကြီးဖြစ်သွားခဲ့ရရှာပါတယ်စာကာမိုတိုကစတိုးဆိုင်ပိုင်ရှင်အဖြစ်အလုပ်ပြောင်းလိုက်ပြီးဆိုပေမဲ့လည်းကနဝင်လူသက်သမားတယောက်ရဲ့စွမ်းရည်ကတော့အရင်တိုင်းရောကြမသွားခဲ့ပါဘူးတရက်မှာတော့လူတယောက်ရဲ့ဘောင်းဘီဟာကလေးတယောက်ကြောင့်မြင်တွေပေးချင်ကုန်ပါတယ်အဲ့ဒီလူကကလေးကိုကောင်းကောင်းကြီးဆုံးမဖို့ပြင်လိုက်ပေမဲ့မထင်မှတ်ပဲစာကာမိုတိုကအဲ့ဒီလူရဲ့လက်မောင်းကိုချက်ချင်းဖမ်းဆွဲလိုက်ပြီးဘောပင်ကိုချစ်ချစ်ပါအောင်ဆုံးလို့သူ့လက်ပင်စီထိုးဆိုင်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီကျန်းတန်းတဲ့မြင်ကွင်းဟာစာကာမိုတိုရဲ့စိတ်ကူးတက်တာဖြတ်စပီကလေးကိုကူညီပေးပြီးတဲ့နောက်သူတကယ်လက်မောင်းမလုပ်ခဲ့ပါဘူးဒါပေမဲ့သူ့ရဲ့ဒီစိတ်ကူးတွေကိုစိတ်ဖက်နိုင်တဲ့အစွမ်းရှိတဲ့စပင်ဝါလေးရှင်အကုန်လုံးသိရှိသွားလိမ့်မယ်လို့သူမသိခဲ့ပါဘူးသူ့ရဲ့စိတ်ကူးတွေပေါ်သွားတာကိုသိလိုက်ရတဲ့အခါစာကာမိုတိုဟာချက်ချင်းပဲကြောက်မက်ဖွယ်လူတက်ငွေရှင်ဝါတွေကိုထုတ်လွှတ်လိုက်တာကြောင့်ရှင်းခါများကြောက်ကြောက်လန့်လန့်နဲ့သူ့ရဲ့အစင်တန်းကိုချက်ချင်းဝင်ခံလိုက်ရပါတယ်တကယ်တော့ရှင်းဟာစာကာမိုတိုရဲ့တပည့်ဟောင်းတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ဆရာကြီးကိုလောကအမှောင်နဲ့ပြန်လာဖို့စီးရုံးဖို့ရောက်လာခဲ့တာပါဒါပေမဲ့အိမ်အောင်ကျသွားတဲ့စာကာမိုတိုကတော့အေးအေးဆေးဆေးပဲနေချင်းပြီးနေ့တိုင်းခောက်ဆွဲပြုတ်ပူးလေးတောက်ပြီးအေးချမ်းစွာနေချင်းရုံတက်ပါပဲတစ်ချိန်ကလူတက်နဲ့ဖျားကြီးဘာလို့အခုလိုဖြစ်သွားရလဲဆိုတာကိုရှင်လုံးဝနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်ဒါပေမဲ့သူ secret တောက်ပြီးအပူဖြေနေတဲ့အချိန်မှာပဲလင်မြန်လာတဲ့ဓာတ်အလင်းနဲ့တစ်ခုကသူ့ရဲ့ secret တို့ကိုချက်ချင်းဖျက်တောက်လိုက်ပါတယ်စာကာမိုတိုကသူ့နောက်ကဆိုင်းဘုတ်ကိုညွှန်ပြလိုက်ပြီးအဲ့ဒီနေရာဟာစစ်လိတ်တောက်ခွင့်တားမြစ်ထားတဲ့နေရာဖြစ်နေတာပါအယမ်းမြန်တယ်ဒါပေမဲ့အယမ်းဝါတာပဲသူပြောချင်တာကသူဘလောက်ပဲဝဝမင်းကိုတတ်ဖို့ကလက်ဖွားလန်တလောက်လွယ်ပါတယ်လို့ပြောချင်တာလားမကြခင်မှာပဲလမ်းသွားလမ်းလာအဖိုးကြီးတယောက်ကစာကာမိုတိုကိုအကူအညီတောင်းပါတယ်ရှင်းကတော့အနေရများပြီးပတ်စံအများကြီးရမယ်အလုပ်ကြီးရပြီးအောက်မေ့ပေမဲ့နောက်ကလိုက်ကြည့်တဲ့အခါစာကာမိုတိုဟာတစ်ပင်ကိုင်းခတ်တွေညှက်ပေးတာကလေးထိန်းပေးတာစတဲ့အိမ်နီးနားချင်းတွေအတွက်ဝေယဝစ်စာအသေးဖွဲတွေကိုပဲလုပ်ပေးနေတာကိုတွေ့လိုက်ရပါတယ်စာကာမိုတိုဟာဘလောက်ပဲနူးညံ့ပျော့ပြောင်းသွားပါစေဦးတော့ရှင်းရဲ့မျက်လုံးထဲမှာတော့ဆရာကြီးကအမြဲတမ်းစတိုင်ချနေတော့မှာပဲအကယ်၍အတူတူပြန်လှုပ်ခွင့်ရမယ်ဆိုရင်တော့ဒါဟာရှင်းအတွက်အိမ်မက်ထဲတောင်ပြုံးမိမဲ့အလှပဆုံးအရာဖြစ်မှာပါဒါပေမဲ့ဂိုင်းရဲ့စီးမြင်အရတော့အဖွဲ့အစည်းကနေသဘောလျောက်ထွက်ခွာသွားသူဟာတည်တံပဲဖြစ်ပြီးဂိုင်းချုပ်ကတခြားလူသက်သမားတွေကိုလွတ်မှာအသေးချပါပဲတညလုံးစိတ်ထဲမှာလွန်ဆွဲပြီးတဲ့နောက်ရှင်းဟာတနက်ကိုယူပြီးသူ့ရဲ့ဆရာကြီးဟောင်းနဲ့ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်ရက်မှာတော့ရှင်းကနှုတ်ဆက်တဲ့ပုံစံလုပ်ပြီးကြွေရမှာအတန်တိတ်တနက်ကိုထုတ်လို့ဆရာကြီးရဲ့ခေါင်းကိုပြစ်ဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့အမြဲတမ်းသတိရှိနေတဲ့စာကာမိုတိုကတော့တကြားလုံးတစ်လုံးကိုမှုတ်ထုတ်လိုက်ရုံနဲ့တင်ကြီးစံလာတဲ့လမ်းကြောင်းကိုလုံးဝပြောင်းလဲပစ်လိုက်ပါတယ်။ရှင်းသတိပြန်ဝင်လာတဲ့အချိန်မှာတော့ခုနကကလတ်ထိုင်ပေါ်မှာထိုင်နေတဲ့ဝတ္ထုကြီးဟာရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါပြီ။စာကာမိုတိုကိုမျက်ခြေပြတ်သွားတာကြောင့်ရှင်းရဲ့စိတ်ဖက်အစွမ်းဟာလည်းအလုံးမလုံးတော့ပါဘူး။တစ်ဖက်မှာတော့ကုန်ပစ္စည်းစင်တွေနောက်မှာပုံနေတဲ့စာကာမိုတိုဟာလုံးဝမပြရပါဘူး။တကြားလုံးတစ်လုံးနဲ့တရေကွင်းတကွင်းနဲ့တင်သူ့လက်ထဲမှာကြီးစံထက်မညံ့တဲ့စွမ်းအားကိုထုတ်လွှတ်နိုင်စွမ်းရှိပါတယ်။သူဟာမုတ်ပွားပွားတွေကိုပြစ်ပေါက်ပြီးရှင်းရဲ့မျက်စိကိုကွယ်လိုက်ကနောက်ဆုံးမှာတော့ရှင်းမသိလိုက်ရအောင်ခြေကန်ချက်တစ်ခုဖြစ်ဆွတ်ပြီးမေးလဲသွားစေခဲ့ပါတယ်။ရှင်းတရိယာလာတဲ့အချိန်မှာတော့သူဟာစာကာမိုတိုရဲ့အိမ်ကကတင်ပေါ်မှာရောက်နေပြီးသူ့ရဲ့ဒဏ်ရာတွေအားလုံးကိုလည်းတေချာကုသပေးထားတာကိုတွေ့လိုက်ရပါတယ်။စာကာမိုတိုဇနီးရဲ့လက်ရကောင်းမှုနဲ့ထမင်းဟင်းတွေကိုစားပြီးတဲ့နောက်မှာတော့သူ့ရဲ့ဆရာကြီးဘာလို့လောကကနေအနားယူခဲ့လဲဆိုတာကိုသူနောက်ဆုံးမှာနားလည်သွားခဲ့ပါပြီ။တကယ်တော့စာကာမိုတိုဟာဘဝရဲ့အကြီးမားဆုံးပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိသွားခဲ့တာဖြစ်ပြီးသူကိုယ်တိုင်ကတော့အဲ့ဒီအရာတွေကိုဖျက်ဆီးဖို့ကြိုးစားခဲ့မိတာပါ။ရှင်းပြန်ခါနီးမှာစာကာမိုတိုကသူနောက်လဲလာလဲပါဦးဆိုတဲ့စာတမ်းကိုညွှန်ပြခဲ့ပေမဲ့ရှင်းကတော့ဒါဟာသူတို့ရဲ့နောက်ဆုံးတွေ့ဆုံခြင်းဖြစ်လိမ့်မယ်လို့ခံစားနေရပါတယ်။ဂိုင်းရဲ့စခန်းကိုပြန်ရောက်တဲ့အခါရှင်းဟာဒူးထောက်ပြီးသူ့ရဲ့အသက်နဲ့စာကာမိုတိုရဲ့အသက်ကိုလဲလှယ်ပေးဖို့ဂိုင်းချုပ်ကိုတောင်းပန်ပါတယ်။ဂိုင်းချုပ်ကပါဇက်ကတော့သဘောတူခဲ့ပေမဲ့တကယ်တမ်းတော့သူတို့နှစ်ယောက်လုံးကိုလွှတ်ပေးမှာမဟုတ်ပါဘူး။ရှင်းကလည်းစိတ်ဖက်ဆွမ်းနဲ့အဲ့ဒီလူရဲ့အတွေးကိုချက်ချင်းသိလိုက်တာကြောင့်ဂိုင်းတစ်ခုလုံးကိုတယောက်တည်းရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့ကိုတက်လိုက်ကြလို့ဂိုင်းချုပ်ကအမိတ်ပေးလိုက်တဲ့အခါနောက်ဆုတ်เสียလမ်းမရှိတော့တဲ့ရှင်းဟာအတေခံတိုက်ပွဲဝင်ဖို့ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစာကာမိုတိုဟာဒါတွေကိုအကုန်ကြားနေရပါတယ်မနေ့ကရှင်းသတိမိနေတဲ့အချိန်မှာစာကာမိုတိုကတနက်ထဲမှာအသေးစားနားထောင်ကရိယာလေးခိုးတက်ထားခဲ့တာပါသူ့ရဲ့တပည့်ဟောင်းအန်ရီရဲ့ကြုံနေတာကိုသိလိုက်ရတာကြောင့်စာကာမိုတိုဟာကဲတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့ရဲ့လက်နက်တိုက်ထဲကလက်နက်မျိုးစုံကိုကြည့်ပြီးရန်သူရဲ့စွမ်းအားကိုတွက်ချက်ကသူဟာလျှက်စစ်တုပ်တနက်တစ်လက်ပဲယူသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ကိုတောင်ထဲမှာတော့ရှင်းဟာအပြင်းထန်တိုက်ခိုက်ခံနေရပြီးအခြေအနေမကောင်းပါဘူးဒါပေမဲ့တကယ်ပွဲကတော့အခုမှစတာပါစာကာမိုတိုဟာအမိုးကိုဖောက်ပြီးရောက်လာခဲ့ပါတယ်ဒီဝတ်တုပ်ကြီးကိုကြည့်ပြီးဂိုင်းချုပ်ကလည်းအစပိုင်းမှာစာကာမိုတိုမှမသိပဲသူ့တပည့်တွေကိုဝိုင်းရိုက်ဖို့အမိန့်ပေးပါတယ်ဒါပေမဲ့စာကာမိုတိုဟာဒီလိုအောက်ခြေလူမိုက်တွေကိုနှိမ်နင်းဖို့လက်နက်တောင်မလိုပါဘူးတိုင်းလောကမှာအမြန်တုန်းကအရာရာပဲမို့သူဟာကြီးစံတွေကိုတောင်သူနဲ့အလွယ်တကူညှက်ပြလိုက်ပြီးစက္ကန့်ပိုင်းတွင်အကုန်လုံးကိုလဲကျသွားစေပါတယ်ဂိုင်းချုပ်ကအားလုံးကိုပြန်တူပြစ်ဖို့အမိန့်ပေးပေမဲ့စာကာမိုတိုကဓာတ်မြောက်နှစ်လက်ကိုကင်ပြီးပြေးဝင်လာကတနက်ပြောင်းတွေကိုဖျက်တောက်ပြီးဂိုင်းချုပ်ကတစ်ချက်တည်းနဲ့ခါပြတ်သွားစေခဲ့ပါတယ်ရဲ့အမြင်တွေဟာနောက်တစ်ချိန်ထပ်မံပြောင်းလဲသွားခဲ့ရပြီးတစ်ချိန်ကလူသက်သမားဖြစ်ခဲ့တဲ့စာကာမိုတိုဟာတကယ်ကိုကနဝင်ဆိုတဲ့စကားလုံးနဲ့ထိုက်တန်လာပါတယ်တကယ်တော့စာကာမိုတိုဟာတနက်ထဲမှာဝတ်ထားတဲ့နားထောင်ကရိယာကနေတဆင့်ဒီနေရာကိုရှာတွေ့ခဲ့တာပါဂိုင်းပြတ်သွားတဲ့နောက်မှာတော့ရှင်းအတွက်သွားစရာနေရာမရှိတော့ပါဘူးသူနှုတ်မဆက်ရသေးခင်မှာပဲဝန်ထမ်းအင်ဂျီတစ်ထည်ကသူ့မျက်နှာပေါ်ရောက်လာပါတယ်တနာရီလောက်ခရှိရရမ်းတဲ့အချိန်ပူကြီးလဲပုံမှန်ပေးမဲ့အလုပ်ဝတ်စားဖြစ်ပြီးစာကာမိုတိုဟာသူ့အသက်ကိုကယ်တင်ပေးခဲ့ရုံနဲ့မကပဲအနာဂတ်အသစ်တစ်ခုကိုပါလမ်းခင်းပေးခဲ့တာပါပြီးတော့ရှင်းကလည်းတကယ်ကိုစိုင်ဝန်ထမ်းလုပ်ဖို့မွေးဖွားလာသူဖြစ်နေပြီးစိတ်ဖက်နိုင်တဲ့စွမ်းရည်ကြောင့်ဝယ်သူတွေရဲ့လိုအပ်ချက်ကိုအလွယ်တကူသိရှိဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်စွမ်းအားရှင်ဆိုတာတကယ်ကိုမပြောင်းလဲပါဘူး